နေ့ကိုးကွယ်ခြင်းကကျမတို့ရဲ့အသက်တာမှာအလွန်အရေးကြီးတဲ့အရာဖြစ်တယ်။ကပ္ပဦးကျမ်းအခန်းကြီး၄အပိုင်ငယ်၁ကနေ15မှာကာဣနနဲ့အာဘေလအကြောင်းကိုကျမတို့မြင်တွေ့ရတယ်။ကာဣနအကိုကြီးဖြစ်တယ်။လေလုတ်တဲ့အလုပ်ကိုလုပ်တယ်။အာဘေလကသူ့ရဲ့ညီဖြစ်တယ်။သုံးနွားတိရစ္ဆာန်ကိုထိန်းကျောင်းတဲ့အလုပ်ကိုလုပ်တယ်။အချိန်တန်တဲ့အခါမှာသူတို့နှစ်ယောက်စလုံးပူဇော်တကာကိုဘုရားသခင်စီကိုယူလာတယ်။ဘုရားသခင်ကာဣနရဲ့ရစ်ကိုလက်မခံဘူး။အာဘေလရဲ့ရစ်ကိုပဲလက်ခံပေးတယ်။အဲ့ဒီအတွက်ကြောင့်မို့ကာဣနကအလွန်စိတ်ဆိုးပြီးအမျက်ထွက်တယ်။မျက်နာပြတ်တယ်ဆိုတော့ပြဿနာကတခြားနေရာကနေလာတာမဟုတ်ပြဿနာကကိုးကွယ်ခြင်းအပြန်ကနေဖြစ်တာဖြစ်တယ်ဒါကြောင့်မို့ကျမတို့အသက်တာမှာကိုးကွယ်ခြင်းဆိုတာအလွန်အရေးကြီးတယ်မာယွန်းနဲ့ကိုးကွယ်ခြင်းဟာမာယွန်းနဲ့အတွေးခေါ်တွေကိုဖြစ်စေတယ်မာယွန်းနဲ့ဆုံးဖြတ်ချက်တွေကိုသင်လုံးမိမှာဖြစ်တယ်ပြီးတော့မာယွန်းနဲ့ရလတ်တွေကိုသင်ရလာမှာဖြစ်တယ်။မန်ကန်နဲ့စစ်မှန်တဲ့ကိုးကွယ်ခြင်းကမန်ကန်တဲ့အတွေးခေါ်ကိုဖြစ်စေတယ်။မန်ကန်တဲ့ဆုံးဖြတ်ချက်ကိုဖြစ်စေတယ်။ပြီးတော့မန်ကန်တဲ့ရလတ်တွေကိုဖြစ်စေတယ်။ဒီနေ့လောကမှာကျမတို့တဘဝပဲအသက်ရှင်နေဒီအသက်ရှင်တဲ့ကာလမှာစစ်မှန်တဲ့ဘုရားသခင်တင့်ကိုကယ်တင်တဲ့ဘုရားသခင်ကိုသင်ဟာရွေးချယ်ပြီးကိုးကွယ်ဖို့အတွက်လိုတာဖြစ်တယ်။ကျမတို့စကားပုံရှိတယ်။လေလုံးမရင်တနေ့မရယူမရင်တဲ့ဖျားရွေးမားတယ်ဆိုရင်ထာဝရဖြစ်တယ်။ဒါကြောင့်မို့ထာဝရကာလမှာမှန်ကန်တဲ့နေရာကိုရောက်ဖို့အတွက်စစ်မှန်တဲ့ဖျားသခင်ကိုရွေးချယ်ပြီးကိုးကွယ်ဖို့အတွက်လိုတာဖြစ်တယ်။အာမင်။ပြီးတော့စံမီကျမ်းကိုကျမတို့အပိုင်ငယ်9ကိုကျမတို့ဖတ်မယ်ဆိုရင်တင်းဒီကောင်းမွန်စွာပြုလင်လက်မခံပဲနေမှုတော့ကောင်းမွန်စွာမပြုလင်အပြစ်တီတကားနာမှာဝစ်ချောင်းနဲ့နေ၍တင့်ကိုလွမ်းမိုးလို၏တို့တော်လဲတင်းဒီသူ့ကိုအနိုင်ယူရမည်ဟုမိန့်တော်မူ၏ဆိုတော့ဒီနေရာမှာကောင်းမွန်စွာကိုးကွယ်ခြင်းမလုပ်ဘူးဆိုရင်တဲ့အပြစ်ကတကားနာမှာရှိတယ်တကားနာမှာရှိပြီးဘာလို့ဖို့အတွက်လဲဆိုလွမ်းမိုးဖို့အတွက်ဝင်ရောက်ဖို့အတွက်ဖြည့်ဆည်းဖို့အတွက်ဒါပေမဲ့ကျမတို့ကအဲ့ဒီအပြစ်ကိုဘာလို့ခိုင်းမလဲဆိုဘုရားသခင်ကျမတို့ကိုအနိုင်ယူခိုင်းတယ်ပြစ်ကကျမတို့ကိုအနိုင်မယူရအောင်ဒီနေ့စစ်မှန်တဲ့ဘုရားသခင်ကိုသင်ကိုးကွယ်ရတဲ့အပြစ်ကသင်ကိုအနိုင်ယူနေသေးတယ်ဆိုရင်သင်ဟာဘုရားသခင်ကိုယုံကြည်တာကိုးကွယ်တာမစစ်မှန်သေးဘူးဖြစ်တယ်စစ်မှန်တဲ့ကိုးကွယ်ခြင်းကိုသင်ပြုတယ်ဆိုရင်အပြစ်ကတင့်ကိုအနိုင်မယူရအောင်စုံစမ်းနောက်ဆက်ခြင်းတွေကတင့်ကိုအနိုင်မယူရအောင်တင့်ကအပြစ်ကိုလွမ်းမိုးပြီးအနိုင်ယူမဲ့သူဖြစ်တယ်အောင်မြင်မဲ့သူဖြစ်တယ်အာမင်တင့်ရဲ့ကိုးကွယ်ခြင်းမှန်တယ်ဆိုရင်ဘယ်ရန်သူကမှတင့်ကိုလာပြီးမှအနိုင်ယူလို့မရအောင်လွမ်းမိုးလို့မရအောင်သင်ကအဲ့ဒီအပြစ်တွေကိုစိုးရမှာဖြစ်တယ်အာမင်ဒါကြောင့်မို့တင်းတဲ့ကျွန်ုပ်ရဲ့ကိုးကွယ်ခြင်းကိုဘာလို့ဖို့အတွက်လိုလဲဆိုရင်စစ်ဖို့အတွက်လိုတယ်သင်ဘုရားသခင်ကိုစစ်မှန်စွာကိုးကွယ်တယ်ဆိုရင်ဘယ်အရာကမှတင့်ကိုအနိုင်ယူလို့မရအောင်သင်ကထိုပြဿနာတွေရဲ့အထက်ကိုအနိုင်ယူမှာဖြစ်တယ်သင်ကရန်သူရဲ့အထက်ကိုသင်ကအနိုင်ယူမှာဖြစ်တယ်အာမင်ပြီးလို့ရှိရင်ဘုရားသခင်ကမတရားလုပ်တာမဟုတ်တယောက်တော့သူရဲ့ရစ်ကိုလက်ခံပြီးတယောက်တော့သူရဲ့ရစ်ကိုလက်မခံတာမဟုတ်ဘူးကောင်းမွန်စွာမပြုတဲ့အတွက်ကြောင့်မို့ဘုရားသခင်ကလက်မခံတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ရဲ့အသက်တာထဲမှာကိုးကွယ်ခြင်းကိုကောင်းမွန်စွာပြုဖို့အတွက်လိုတယ်ကျမတို့ဘဝအသက်တာမှာအပီးစလွယ်နဲ့ဘာသာရေးကိုးကွယ်ခြင်းတစ်ခုထဲမှာကျမတို့သွားဖို့အတွက်မဟုတ်ဘဲနဲ့ကျမတို့ခန္ဓာစိတ်ဝိညာဉ်နာမ်ဝိညာဉ်နဲ့လည်းကောင်းသစ္စာနဲ့လည်းကောင်းဘုရားသခင်ကိုကိုးကွယ်တဲ့သူကိုဘုရားသခင်ရှားနေတာဖြစ်တယ်အတွင်းဝိညာဉ်ထဲမှာသင်ဟာဘုရားသခင်ကိုကယ်တင်ပိုင်ရှင်ဖြစ်ယေရှုခရစ်ကိုကယ်တင်ပိုင်ရှင်ပဲယုံကြည်လက်ခံတယ်ပြီးတော့တမန်တရားဆိုတဲ့ the truthဖခင်ရဲ့နှုတ်ကပတ်တော်ပြောထားတဲ့အရာတိုင်းကိုးကွယ်တော့ဆိုသင်ရဲ့ကိုးကွယ်ခြင်းပေါ်မှာဖခင်သခင်ကဆင်းကြွပြီးသင်ကိုကောင်းချီးပေးမှာဖြစ်တယ်။ဒါနဲ့ကျမတို့ဒီမှာပြန်ဆက်ဖတ်သွားတဲ့အခါမှာကာဣနကလေကိုသွားကြကုန်အံ့ဆိုပြီးသူ့ညီအာဘေလကိုတတ်လိုက်တယ်။အဲ့ဒီအခါမှာအာဘေလရဲ့အတွေးကမြေကြီးတဲ့ကနေဖခင်သခင်ကိုပါလဲခေါ်တယ်လို့နှုတ်ကပတ်တော်ကပြောတယ်။တကယ်တော့အာဘေလကတေးတောင်တေးသွားပြီဒါပေမဲ့သူ့ရဲ့အတွေးကဘလောက်အထိ powerful ဖြစ်တယ်လဲဆိုလူရာသေးတာဒါပေမဲ့သူ့ရဲ့အတွေးကဘုရားသခင်ကိုခေါ်နေတော့ဒါကြောင့်မို့ဘုရားသခင်ကဆင်းကြွပြီးမှတရားစင်ရတာဖြစ်တယ်အာဘေလရဲ့အတွေးကတောင်ဒီလောက် powerful ဖြစ်တယ်ဆိုရင်ဒီနေ့ယေရှုခရစ်တော်ရဲ့အတွေးက
နော်အစပေါင်းများစွာတကိုးကြီးတာဖြစ်တယ်ဒါကြောင့်မို့ခရစ်တော်အသေးခံပြီးတဲ့လူငယ်နှစ်ပေါင်း2000ကျော်မှာတော့ကျမတို့တို့အသေးခံပြီးပြီမယ်အဲ့ဒီအသွေးတော်ကဒီနေ့ဒီအချိန်ခါဒီအလုံးလုံးနေစေဖြစ်တယ်အာမင်ဒီနေ့ဒီအချိန်ခါဒီကျမတို့ရဲ့အပြစ်တွေကိုဆေးကြောပေးနေစေဖြစ်တယ်ဒီနေ့ဒီအချိန်ခါဒီကျမတို့ကိုခွင့်လွှတ်နေစေဖြစ်တယ်ထိုအသွေးတော်ကိုယုံကြည်ခြင်းအပြင်ကျမတို့ကကြမ်းမာနေစေဖြစ်တယ်ထိုအသွေးတော်ကတကိုးကြီးတာဖြစ်တယ်အလွန်တကိုးကြီးတဲ့အသွေးတော်ဖြစ်တယ်အာမင်ဆိုတော့ဒီနေရာမှာဘုရားသခင်ကကာဣနကိုပြောတယ်ကာဣနကိုဒီနေ့ကနေစပြီးဘာကိုကျင်းတယ်လဲဆိုယခုမှစပြီးမြေ၌လှုပ်တော့ကပဂတိအတိနံကိုမရရမြေကြီးပေါ်မှာပြေးရတော့သူအလတ်အရရလဲရတော့သူဖြစ်လိမ့်မည်ကိုမိန့်တော်မူ၏ဆိုဘုရားသခင်ကမင်းကဘလောက်စူးစမ်းလို့မြေမှာပေါက်တဲ့အသီးတွေကိုဘယ်တော့မှသင်မစားရဘူးပြီးလို့ရှိရင်သင်ကနေရအသီးတကြားမရှိဘူးအရရလဲတဲ့သူဖြစ်ရမယ်နော်ဘာလို့ကောင်းကြီးမရဘူးဘာလို့ပိုင်ဆိုင်မှုတွေမရဘူးဒါကဘာထဲမှာရှိရတယ်ကျင်ချင်းထဲမှာရှိတာနော်အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာကာဣနကဒီမှာသူပြောတဲ့စကားကအရန်ကောင်းတယ်ကာဣနကလည်းအကျွန်ုပ်အပြစ်တွေမဖြေနိုင်အောင်ကြီးပါသလောအကျွန်ုပ်ကိုမြေကြီးပေါ်မှာယခုနင်ထုတ်တော်မူပြီးမျက်နာတော်ကိုလည်းမမြင်ရမြေကြီးပေါ်မှာပြေးရတော့သူအရရလဲရတော့သူဖြစ်ပါလိမ့်မည်တွေ့သမျှတော့သူတို့ဒီအကျွန်ုပ်ကိုတတ်ပါလိမ့်မည်ထာဝရဘုရားအားရှောက်ဆို၏ဆိုတော့ဒီဆုတောင်းချက်ဟာဘုရားသခင်ရဲ့ဟတ်ကိုထိသွားစေတာဖြစ်တယ်ဘုရားသခင်ကိုသူပြောအလောက်ထိငါရဲ့အပြစ်ကကြီးသွားပြီလားဘုရားသခင်ကမဟုတ်ဘူးငါမဖြေလွတ်နိုင်တဲ့ဘလောက်ကြီးမားတဲ့အပြစ်ကိုနင်မလုံးနိုင်တင်းရဲ့အပြစ်ထက်ငါရဲ့မေတ္တာကပိုကြီးမားတယ်ငါရဲ့ဂရုဏာကပိုကြီးမားတယ်ငါရဲ့ကျေးဇူးပြုခြင်းကပို၍ကြီးမားတယ်ဘုရားသခင်ကကာဣနကိုဘာလို့ပေးတယ်လဲခွင့်လွတ်ပေးတယ်အရင်တော့ကကြင်ချင်းကိုခံရမဲ့သူဖြစ်ပေမဲ့ဘုရားသခင်ကသူ့ကိုခွင့်လွတ်ပေးတယ်ငါရဲ့မေတ္တာအကြီးမားဆုံးဖြစ်တယ်ငါခွင့်မလွတ်နိုင်တဲ့အပြစ်ဆိုတာစัจ java မှာမရှိဘူးကဘာပေါ်မှာမရှိဘူးဘယ်လူမှမရှိဘူးဘာကြောင့်လဲဆိုငါရဲ့မေတ္တာအမြင့်မားဆုံးဖြစ်နေလို့ဖြစ်တယ်ဒါနဲ့ဘုရားသခင်ကကာဣနကိုအမတ်ပေးတယ်ကာဣနကိုခွင့်လွတ်တယ်ကာဣနရဲ့အပြစ်ကိုခွင့်လွတ်တယ်ပြီးလို့ရှင်ကာဣနကိုတတ်တဲ့သူတွေကခုနှစ်ဆတော့ပြစ်ဒဏ်ကိုခံရမယ်ဆိုပြီးကာဣနကိုတစုံတယောက်မှမတတ်ဖို့အတွက်ဘာလုပ်ပေးလဲဆိုအမတ်ပေးတယ်ဒီနေ့မိတ်ဆွေရဲ့အပြစ်တွေကိုဘုရားသခင်ခွင့်လွတ်ပြီးတင့်ကိုအမြဲတမ်းကျေးဇူးပြုပေးတဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာထိုဘုရားသခင်ကသူ့ရဲ့ချစ်ချင်းမေတ္တာတော်နဲ့တင့်ကိုခွင့်လွတ်ပေးပြီးအဲ့ဒီအသွေးတော်ကတင့်ရဲ့အမတ်တစိတ်ဖြစ်တယ်ကျမတို့ရဲ့အမတ်တစိတ်ဖြစ်တယ်အဲ့ဒီအသွေးတော်ကတင့်ရဲ့အောင်မြင်ခြင်းလွတ်မြောက်ခြင်းကောင်းစားခြင်းကြွယ်ဝခြင်းဖြစ်တယ်အဲ့ဒီအသွေးတော်အားဖြင့်တနေ့ကျွန်တော်ဟာအပင်ငရဲကနေလွတ်မြောက်ခွင့်ရတယ်ဘုရားရဲ့အထံတော်ကိုကျွန်တော်တို့တိုးဝင်ခွင့်ရတယ်အဲ့ဒီအတွေးတော်ဟာတနေ့ကျွန်တော်ရဲ့အောင်မြင်ခြင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့ကိုးကွယ်တဲ့အခါမှာကျွန်တော်တို့အရေးအကြီးဆုံးယူလာရမယ့်အရာကသခင်ယေရှုရဲ့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုအမိပြုတ်ပြီးမှကျမတို့ကရဲဝင့်စွာဖျားသခင်ကိုကိုးကွယ်ဖို့အတွက်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့သင်ရွေးဝယ်ထားတဲ့ဆိုရင်ဖျားသခင်ရဲ့အတွင်းဆုံးသောတိုင်းကိုသင်ကအစီတားမရှိတို့ဖျားရဲ့အနည်းဆုံးနေရာမှာကိုးကွယ်ခွင့်ရတယ်သင်ရဲ့အကျင့်နဲ့မဟုတ်ဘူးသင်ရဲ့ကောင်းခြင်းနဲ့မဟုတ်ဘူးခရစ်တော်လှုပ်ဆောင်ပေးခဲ့တဲ့ထိုအသွေးတော်အပြင်ဖြစ်တဲ့ကျမတို့ကိုးကွယ်တဲ့အခါမှာသခင်ယေရှုခရစ်တော်ရဲ့အသွေးတော်အတွက်ကျေးဇူးတော်ချီးမွမ်းပါထိုသခင်ယေရှုခရစ်တော်ရဲ့အသွေးတော်လှုပ်ဆောင်ပေးခဲ့တဲ့အရာတွေကိုယုံကြည်ခြင်းနဲ့ကျမတို့ကဘာလို့ရမလဲဆိုဖယားသခင်ရဲ့ရှေ့မှာပူဇော်ရမှာဖြစ်တယ်ကာဣနရဲ့အာဘေလာကကာဣနချက်ပို့ပြီးမှမြတ်တဲ့ရစ်ကိုဘာနဲ့ပူဇော်တယ်လဲဆိုယုံကြည်ခြင်းအပြင်ပူဇော်တယ်ဒီနေ့ယုံကြည်ခြင်းအပြင်ထုတ်ဖယားရဲ့မျက်မှောက်တော်တွေကိုတိုးဝင်တဲ့အသွေးတော်ကိုယုံကြည်ခြင်းအပြင်တိုးဝင်တဲ့ကျမတို့ရဲ့ရစ်ကိုဘုရားသခင်ကလက်ခံတာဖြစ်တယ်။ဒါဟာစစ်မှန်တဲ့ကိုးကွယ်ခြင်းဖြစ်တယ်။မိတ်ဆွေနေ့ရက်တိုင်းမှာထိုခရစ်တော်တဲ့အတွက်ကျွန်တော်တို့လှုပ်ဆောင်ပေးပြီးခဲ့တဲ့အရာကိုယုံကြည်ဖို့လက်ခံရင်ဝန်ခံရင်နဲ့ထိုဖရားရဲ့မျက်မှောက်တော်မှာထိုဖရားသခင်ကိုနှလုံးသားအကျွမ်းမဲ့နဲ့ကိုးကွယ်ရအောင်ဆိုတဲ့ဒီနှုတ်ကပတ်တော်နဲ့ကျွန်မခွန်အားပေးခြင်းတာဖြစ်တယ်။ရောက်ချင်းစီတိုင်းပေါ်မှာဖရားသခင်ထူကောင်းကြည့်ပေးပါစေ။